စာရေးဆရာကြီးကျော်ဝဲရဲ့1954ခုနှစ်ကထွက်ရှိခဲ့တဲ့ Animal Fan ဆိုတဲ့ခံတွင်ဇာတ်လမ်းတစ်ပုဒ်ကိုပြောပြသွားမှာပါ။ခြေလေးချောင်းတော်လှန်ရေးဆိုပြီးတော့သခင်ဘာသောင်းကလည်းမြန်မာမှုပြုထားတဲ့စာတွေရှိပါတယ်။ဇာတ်လမ်းကတော့ဒီလိုပါ။မျိုးဦးရာသီဟာကဘာကြီးစီကိုရောက်ရှိလာပါပြီ။ဒါပေမဲ့မွေးမြူရေးချပိုင်ရှင်ကြီးမစ္စတာကျုံးကတော့မျိုးဦးရာသီရဲ့ကြီးနူးစရာအခိုက်အတန့်တွေကိုမခံစားနိုင်ပါဘူး။အစကတော့မစ္စတာကျုံးပိုင်နဲ့ရင်းမာပေကွင်းကဒီညံတွေဖြစ်ထွန်းပြီးတော့အောင်မြင်ခဲ့ပါတယ်။နောက်တော့ရေရှင်းမရှိတဲ့မစ္စတာကျုံးရဲ့လောက်ရည်ကိုင်တွေကြောင့်စီးပွားရေးကျဆင်းလာတဲ့ဒါကြောင့်မစ္စတာကျုံးကစိတ်ညစ်ညစ်တဲ့အရက်တွေတောက်တဲ့ခြံထဲကတရိတ်ဆန်တွေကိုတော့အစာကျွေးဖို့မေ့နေတယ်ဒီလိုနဲ့ဆက်သွားရင်ဒုက္ခရောက်တော့မှကိုသိနေတဲ့ပညာရှိဝကြီးကတရိတ်ဆန်တွေအားလုံးကိုအစည်းအဝေးခေါ်လိုက်တယ်တရိတ်ဆန်တွေကလူတရဲ့မတရားဖိနှိပ်တာကိုခံထားရပြီးတော့လမ်းလျှောက်နိုင်ခြင်းကစလို့တေသွားသည့်အထိလူတွေကိုအလုပ်ကျွေးပြရတယ်ငါတို့ကြောင့်ရလာတဲ့အကျိုးမြတ်တွေရဲ့တစ်စိတ်တစ်ပိုင်းကိုတော့ငါတို့မခံစားရဘူးငါတို့ရဲ့သားသမီးတွေကစင်ရဲနှွားပါးစွာနေကြရတယ်တကယ်တော့ဒီရင်းမာပေကွင်းကငါတို့အားလုံးကိုထောက်ပံ့နိုင်လောက်အောင်လုံလောက်ပါတယ်မစ္စတာကျုံးကလက်ဝဲကြီးအုပ်ထားလို့သာငါတို့ကြုံလို့နေရတယ်။ဒါကြောင့်ဒီအနာရှင်စနစ်ကိုဖြုတ်ချမယ်ရဲပါလို့မင်းတို့မြင်မြတ်မှတ်ထားပါ။ဒရိတ်ဆန်တိုင်းကတာရူညီမျှပါတယ်။ဒါကြောင့်ဒီတော်လိုင်းရေးကြီးပြီးသွားရင်မစ္စတာကျုံးရဲ့အချင်းစိုးတွေကိုလုံးဝအတုမယူကြပါနဲ့လို့ပြောပြီးတော်လိုင်းရဲ့တချင်းကြီးကိုသိဆိုကြတယ်။ပညာရှိဝကြီးကဒရိတ်ဆန်တွေရဲ့အကျိုးကိုပြောပြီးတဲ့နောက်မှာအသက်ထွက်သွားတယ်။နောက်တစ်နေ့မိုးလင်းလို့ကိုးစာကွက်တက်ကိုတွားကြည့်ရတဲ့အခါဘာမှရှိမနေဘူး။ဒရိတ်ဆန်တွေကဒေါသထွက်လာကြတယ်။ပူကန်ကျင်စိတ်တွေဖြစ်လာပြီးတော့မစ္စတာကျုံးရဲ့ရိတ်ခါကိုတောင်ကြီးကိုဖျက်ဆီးဝင်ရောက်ကြတယ်။မစ္စတာကျုံးကသူ့ရဲ့ကောက်ပဲသိနှံတွေကိုအဝါစားသုံးနေကြတဲ့ဒရိတ်ဆန်တွေကိုကြည့်ပြီးတော့ဒေါသတွေထွက်လာတယ်။မစ္စတာကျုံးကကြာပုတ်ကိုယူပြီးတော့ဒရိတ်ဆန်တွေကိုလွှတ်ရိုက်တယ်။ဒရိတ်ဆန်တွေဟာဒီတစ်ခါတော့ရင်းမခံတော့ပဲပြန်တိုက်ဖို့ပြင်ဆင်ကြတယ်။အင်အားကကြီးလွန်းလာမလို့ကြောက်လန့်ပြီးတော့မစ္စတာကျုံးကထွက်ပြေးသွားတယ်။မကြပါဘူးစစ်ကူတွေခေါ်လာပြီးတော့ပြန်ရောက်လာတယ်။ဒရိတ်ဆန်တွေကစူပေါင်းအင်အားနဲ့တိုက်ထုတ်လိုက်တာလူတွေအရှုံးပွေးပြီးတော့ထွက်သွားကြရတယ်။ဒါပေမဲ့ဒရိတ်ဆန်တွေဘက်မှလည်းအကြရှုံးများတယ်။ဒဏ်ရာရတဲ့သူကရသေတဲ့သူကသေပြီးတော့သူတို့ရဲ့ကလေးတွေကိုလောကကြီးထဲမှာထားခဲ့ပြီးတော့ထွက်သွားကြရတယ်။ဒရိတ်ဆန်တွေကိုမစ္စတာကျုံးရဲ့ကိုယ်တော်နဲ့ဝင်ပြီးတော့သူတို့မုန်းတဲ့ပစ္စည်းတွေကိုမိရှို့ဖျက်ဆီးပစ်လိုက်ကြတယ်။ဝကြီးကဝသားခုတ်တဲ့ဓမ္မကြီးကိုရေသွင်းနဲ့ပစ်ချတယ်။မြင်းကြီးပေါက်စားကတော့သူ့ကိုအမြဲတမ်းခိုင်းစေနေတဲ့ဓမ္မကျိုးကိုကိုက်ဖြစ်တယ်။ဒါပေမဲ့ဒရိတ်ဆန်တွေကမစ္စတာကျုံးရဲ့အိမ်ထဲကိုဝင်ဖို့တော့နည်းနည်းကြောက်ကြတယ်။ Snowball လို့ခေါ်တဲ့ဝက်တကောင်ကအိမ်ထဲကိုဥဆောင်ပြီးတော့ဝင်တယ်။ဒရိတ်ဆန်တွေကမစ္စတာကျုံးရဲ့အသုံးဆောင်တွေကိုဖျက်ဆီးတယ်။နပိုလီယန်လို့ခေါ်တဲ့ဝယ်မဲကြီးတစ်ကောင်ကတော့မိဖို့ကြောင့်တဲ့ကယူတွေကိုစားတောက်ပစ်တယ်။အသက်တန်ကြားလို့တွားကြည့်လိုက်တော့အမေမရှိတော့တဲ့ခွေးပေါက်လေးတွေကိုတွေ့လိုက်ရတယ်။နပိုလီယန်ကအကြံစိုးကြီးတစ်ခုကိုရသွားပြီးတော့ခွေးပေါက်လေးတွေကိုလှုပ်ဝက်နေရတစ်ခုကိုရွှေ့ထားလိုက်တယ်။အဲ့ဒီတွင်မှာတိတ်ဆန်တွေကရင်းမာမေကွင်းကိုချီလီရောင်ကွင်းလို့ပြောခေါ်လိုက်ပြီးတော့သူတို့အားလုံးလိုက်နာရမယ့်စီကံတွေကိုချမှတ်လိုက်တယ်။ Snowball ကဥဆောင်ပြီးတော့စီကံတွေကိုအားလုံးမြင်နိုင်တဲ့နေရာမှာရေးလိုက်တယ်။တိတ်ဆန်တွေဟာအဲ့ရနဲ့မအိပ်ရအရက်တည်ရစားမတောက်စားရတိတ်ဆန်တွေချင်းချင်းမတက်ရတိတ်ဆန်တွေအားလုံးကတာတူညီမျှပဲခြေလေးချောင်းကကောင်းတယ်ခြေနှချောင်းကမကောင်းဘူးအဲ့ဒီလိုသတ်မှတ်လိုက်တော့ကြက်တွေကမကြေမနက်ဖြစ်တာပေါ့ခြေနှချောင်းကလူတွေကိုပြောတာတိုင်ဝမ်နှစ်ဖက်ကလည်းခြေနှချောင်းပဲလို့ပြောတော့ကြက်တွေကလည်းလက်ခံသွားကြတယ် Snowball ကစီမံခန့်ခွဲမှုကောင်းတဲ့သူဖြစ်တယ်ဒရိတ်ဆန်တွေကလည်းကိုတာဝန်ကျတဲ့နေရာမှာသူ့အလုပ်ကိုသူတာဝန်ကျေအောင်လုပ်ကြတယ်နပိုလီယန်နဲ့သူ့ရဲ့နောက်လိုက်ဝက်ပုတ်စကွီလာကလွဲလို့ပေါ့ရင်းကြီးပေါစာနဲ့သူ့ရဲ့တကယ်ချင်းမိကလေးတို့ကပေပေမမတ်နဲ့အလုပ်ကိုလုပ်နေရချိန်မှာနပိုလီယန်နဲ့စကွီလာတို့ဟာနွားမတွေကိုနွားနို့ညှစ်ပေးတဲ့တုံးနဲ့ကြမ်းခဲ့တယ်ပြီးရင်တော့နွားနို့တွေကိုအကုန်တောက်ပစ်လိုက်ကြတယ်ဒရိတ်ဆန်တွေဟာမစ္စတာကျုံးရဲ့အကူအညီမပါဘဲနဲ့စူးစမ်းလိုက်ကြတာရိတ်ခါကိုတောင်ထဲမှာအသီးညံတွေအရှံပဲဖြစ်လာတယ်ကလေးတွေကရင်းမမေကွင်းကအန်အောစရာအဖြစ်အပျက်တွေကိုတနိုင်ငံလုံးမှာရှိတဲ့ဒရိတ်ဆန်တွေစီကိုသတင်းစကားပါကြတယ် Snowball ဟာသူတို့နောက်ထပ်လိုအပ်နေတဲ့အရာကပညာရေးပဲဆိုပြီးတော့ဒရိတ်ဆန်တွေကိုစာသင်ပေးဖို့ကြိုးစားတယ်မကသေးဘူး Snowball ကဒရိတ်ဆန်တွေရဲ့အနာဂတ်ကောင်းစားဖို့အတွက်အနည်းညံ့တွေးတော့ပြီးတော့လျှက်စစ်မီးရဖို့အတွက်ကြိုးစားတယ် Snowball ကလျှက်စစ်စီမံကိန်းကြီးကသူတို့အတွက်ဘလောက်အရေးကြီးမှန်းကိုရှင်းပြတယ်လျှက်စစ်မီးရရင်ထမင်းပေါင်းနဲ့ထမင်းချက်လို့ရပြီးတော့နွေရာသီမှာလည်းအဲဟိုးနဲ့နှက်နေလို့ရပြီဆိုပြီးတော့ပေါ့အဲ့ဒီချိန်မှာနပိုလီယန်ကအဓိပ္ပာယ်မရှိဘူးလုံးဝအလိမ်ညာတွေကြီးပဲလို့ပြောတယ် Snowball ကလည်းပခန်းချင်းစိမ့်နဲ့ငါ့ကိုထောက်ခံရင်တစ်ပတ်ကိုတရက်ပဲအလုပ်လုပ်ရမယ်လို့ပြောတော့ဒရိတ်ဆန်တွေအားလုံးက Snowball ကိုဝိုင်းပြီးတော့ထောက်ခံကြတယ်နပိုလီယန်ကလည်းစိတ်ဆိုးဆိုးနဲ့သူ့ရဲ့နောက်လိုက်ခွေးတွေကိုခေါ်လိုက်တယ်ခွေးတွေက Snowball ကိုတပ်ဖြတ်စားတောက်ပြလိုက်ကြတယ်။နပိုလီယန်က Snowball ကိုရှင်းထုတ်လိုက်ပြီးတော့ခြေလေးရောင်ကွင်းကိုအုပ်ဆုံးမဲ့သူ့ရဲ့အကြံကိုစပါတော့တယ်။ဝက်ပုတ်စပီလာကသူ့ရဲ့လက်ထောက်ဖြစ်လာတယ်။နပိုလီယန်က Snowball ဟာမစ္စတာကျုံးကိုပြန်ခေါ်ဖို့လုပ်နေတဲ့တစ်ဆက်ပေါက်လို့ကြေညာတယ်။ပြီးတော့ Snowball ရဲ့စီမံကိန်းကြီးကိုပြပြီးတော့လေဟက်ကြီးတိစောက်ဖို့အတွက်ဒရိတ်ဆန်တွေကိုစခိုင်းပါတော့တယ်။ဒရိတ်ဆန်တွေကအစားကိုလျှော့စားပြီးအလုပ်ကိုပို့လုပ်ကြရပေမဲ့ဝက်တွေကတော့ဥနောက်ပင်ပန်းလို့ဆိုပြီးတော့အစာကိုစိတ်ထဲညက်စားပါတော့တယ်။အားလုံးထဲမှာအားကြီးဆုံးဖြစ်တဲ့မြင်းကြီးပေါစာနဲ့သူ့ရဲ့တငယ်ချင်းမိကလေးကတော့အစောဆုံးနဲ့နောက်ကျဆုံးအလုပ်လုပ်ကြရတယ်။ဒီညနေမှာတော့မြင်းကြီးပေါစာနဲ့မိကလေးတို့ကဝက်တွေဟာမစ္စတာကျုံးရဲ့အိယာတွေစူပါတွေပေါ်မှာအိတ်နေကြတယ်ဆိုတာကိုသိသွားတယ်။ဒီသတင်းဟာခဏချင်းပဲရှီလေးချောင်းကွင်းကိုပြန့်နှံ့သွားတယ်။ဒရိတ်ဆန်တွေကသူတို့ရဲ့စီကံတွေကိုပြန်သွားကြည့်တော့အိယာနဲ့အိတ်လိုရပါတယ်လို့ပြေးထားတာကိုတွေ့လိုက်ရတယ်။ဒါတွေမကသေးဘူးနပိုလီယန်ကသူရမ်းကြိုက်တဲ့ယူတွေကိုရဖို့အတွက်ကျမရီစီကကြက်ဥတွေကိုခိုးယူပြီးတော့ဂုံတယ်ကြီးတယောက်စီကိုရောင်းစားတယ်။ကြက်တွေကနပိုလီယန်ရဲ့လုပ်ရက်ကိုမကျင်တတ်တော့နပိုလီယန်ကကြက်တွေကိုတစ္ဆ
စာဖောက်လို့ဆွဆွဲပြီးတော့တပ်ပလိုက်တယ်နိုင်ငံဘောကစီကံရွက်တွေကိုတော့မိသည့်ဒရိစံကမှမိသည့်ဒရိစံကိုအကြောင်းမရှိဘဲမတက်ရလို့ပြင်ရေးလိုက်တယ်တော်လိုင်းရင်တချင်းကိုလည်းဘယ်တော့မှထပ်မဆိုရဘူးဆိုရင်တင်တယ်ပဲလို့အမိန့်ချမှတ်လိုက်တယ်ဒရိစံတွေဟာမကျင်တတ်ပင်မဲ့လည်းနပိုလီယံရဲ့နောက်လိုက်ခွေးတွေကိုကြောက်လို့ငြိမ်နေရတယ်ကြောက်တရားနဲ့၆လန့်ပြီးပြီဆိုတော့နပိုလီယံကဒရိစံတွေရဲ့ထုတ်ကုန်ပစ္စည်းတွေကိုသူ့ကိုယ်ပိုင်ပစ္စည်းလို့ရောင်းချတယ်လူတွေကလည်းသူတို့ကိုကြော်ပြီးလေယာလုပ်ငန်းတွေကိုလုပ်ကိုင်နေကြတာကိုမကျင်တတ်တော့ဒရိစံတွေကိုမောင်းထုတ်ဖို့လာကြတယ်နပိုလီယံကဒီသတင်းကိုကြားတော့ငါတို့သိချင်းသေးပါစေခြေလေးချောင်းကွင်းကိုတော့လူတွေရဲ့လက်ထဲမပါစေနဲ့လို့ကြေညာတယ်သူကတော့အိမ်ထဲကိုပြေးပုံတယ်နောက်ဆုံးမှာဒရိစံတွေပဲနိုင်သွားပေမဲ့အကြရှုံးများတယ်နပိုလီယံကတော့ရန်သူတွေထွက်ပြေးသွားပြီလို့သတင်းကြားတာနဲ့သူ့ကိုယ်သူစုတစိတ်တစ်ခုချင်းမြင်တယ်တစ်ချိန်တည်းမှာပဲလေဟက်ကြီးပေါက်ကွဲသွားတော့မြင်းကြီးပေါက်စားကမျက်ရည်တွေကျလာတယ်မစ္စတာဂျုံးကသူ့ကိုတိုက်ခတ်နေကြတော့မှလေဟက်ကြီးကိုဖောက်ခွဲပစ်လိုက်တာဖြစ်တယ်မြင်းကြီးပေါက်စားကဒဏ်ရာတွေရနေတဲ့ကြားကလေဟက်ကြီးကိုပြန်လည်ပစ်စင်ရေးတွေကိုလောက်ရပြန်တယ်ဝက်တွေကတော့အရင်လိုဟန်ပြတော့မကြည့်ကြတော့ဘူးစီးစိမ်တွေကြားမှာရင်မှုနေကြတယ်နပိုလီယံကသူ့ရဲ့ဝက်မျိုးစိတ်တစ်ကလေးတွေကိုလည်းဂုံလူဆောင်ပွဲတွေပေးထားပါသေးတယ်မိုးတွေတဲနေတဲ့ဒီနေ့မှာတော့ပေါက်စားဟာဝင်းနဲ့အားနဲ့မမျှတာကြောင့်ကြောက်တုံးကြီးဟာသူ့ပေါ်ကိုကျတာခံလိုက်ရတယ်ဒါပေမဲ့ပေါက်စားကလွယ်လွယ်နဲ့တော့မသေးပါဘူးမြင်းကလေးကတော့ပေါက်စားဒီတစ်ခါတော့နာနာနေနေနဲ့ငိမ့်သားယူလို့ရပြီလို့ထင်နေပါတယ်ဒါပေမဲ့နပိုလီယံကတော့ပေါက်စားကိုတတ်တတ်သမားစီကိုရောင်းပစ်လိုက်တယ်မြင်းကလေးကနာကျင်စောအော်ဟစ်ပြီးတော့သူ့တငယ်ချင်းပေါက်စားနောက်ကိုပြေးလိုက်တယ်ကာကြီးကပေါက်စားကိုခေါ်ပြီးတော့အဝေးကိုထွက်သွားပါတော့တယ်ဝက်ပေါက်စကွီလာကတော့ဝမ်းနဲ့နေတဲ့ဒိတ်ဆန်တွေကိုကြည့်ပြီးပေါက်စားကိုတတ်တတ်သမားစီရောင်းစားလိုက်တယ်ဆိုတာကကောလာဟာရာတွေပါလို့ပြောပြီးနပိုလီယံကြီးတက်တော်ရာကျော်ရှိပါစေလို့ပြောပါတယ်အဲဒီညမှာတော့ဝက်တွေကပေါက်စားကိုအမှတ်ရတော့အဖြစ်ပေါက်စားရဲ့အသက်နဲ့လဲထားတဲ့ဝီစကွီတွေကိုတောက်ကြစားကြပါတယ်ရာသီတွေအလီလီပြောင်းလာတော့ချီလေးချောင်းကွင်းကြီးဟာတာယာဝါပြောလာတယ်နပိုလီယံနဲ့ဝက်တွေကလွဲလို့ဂျန်နက်ဒရိဆန်တွေကတော့ဒုံရင်းပါပဲနပိုလီယံကဂျန်နက်ဒရိဆန်တွေပေါ်မှာလက်ဝဲကြီးအုပ်ခုံသွေးဆုပ်ပြီးတော့ကနေဦးကသူတို့တော်လှန်ခဲ့တဲ့လူတွေနဲ့ပူးပေါင်းပြီးတော့စီးပွားရေးတွေကိုတိုးချဲ့လာတယ်ဒါတော့မတင်းနိုင်ရင်ရသေးပဲနဲ့နောက်နှစ်အနေငယ်ကြာရင်နေရာဒေသအားလုံးကမြေတွေကိုဝက်တွေပိုင်ဆိုင်စေရမယ်လို့မိန့်ခွန်းပြောပါတယ်မိကလေးဟာပညာရှိဝက်ကြီးရဲ့ဆုံးမစကားတွေကိုမေ့ပြီးတော့အာနာယူနေကြတဲ့နပိုလီယံတို့ကိုကြည့်ပြီးတော့သူတို့ဟာလည်းမစ္စတာဂျုံးတွေပါလားလို့မြင်အောင်လာပါတယ်နိုင်ငံဘောကစီကံရွက်တွေကိုတွားကြည့်တော့ဒရိဆန်အားလုံးကတာတူညီမျှပါတယ်ဒါပေမဲ့တချို့ဒရိဆန်တွေကပိုးပြီးတော့တာတူညီမျှပါတယ်လို့ရေးထားတာကိုဖတ်လိုက်ရတယ်ဒီသတင်းဟာအနေနဲ့ရရက်ကိုပြန့်နှံ့သွားပြီးတော့တုံ့လုံးချောက်ချလာကြတယ်ဒါနဲ့ဒရိဆန်တွေအားလုံးကအုံရွက်လာပြီးတော့နပိုလီယံတို့အုပ်စုကိုဝိုင်းဆော်ပလိုက်ကြတော့တယ်ခြေလေးချောင်းတော်လှန်ရေးကြီးဟာဒီနေရာမှာပြီးဆုံးသွားခဲ့ပါပြီနောက်ထပ်ဝမ်မဲကြီးတွေရှိမလာပါစေနဲ့လို့သူတို့အားလုံးမျှော်လင့်နေကြမှာအမှန်ပါပဲအနီမဲဖန်ကဒီနေရာမှာပြီးဆုံးပါတယ်